ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီစနေနေ့ညမှာကျွန်တော်တို့မယူနဲ့မယူကိုအမြဲတမ်းဒုက္ခပေးတဲ့ Pride နဲ့ပွဲရှိတယ်နော်ည7:00နာရီလဲရောက်တော့မယ်ဆိုတော့ကျွန်တော်တို့ပွဲကိုကြည့်မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျွန်တော်နဲ့တူတူလက်ကြည့်ကြအောင်ဒီ Pride ကလေကျွန်တော်တို့အမြဲတမ်းဒုက္ခပေးတာအိမ်ကွင်းမှာရောအဝေးကွင်းမှာရောအမြဲတမ်းဒုက္ခပေးတယ်ပြီးခဲ့တဲ့နောက်ဆုံးငါပွဲမှာငါတို့ United က Pride ကိုတပွဲပဲနိုင်သေးတယ်ဒီနောက်ဆုံး၄ပွဲကုန်လုံးရှုံးထားရနော်အိမ်ကွင်းလည်းရှုံးအဝေးကွင်းလည်းရှုံးပြီးခဲ့တဲ့2024-25ရက်ဒီလည်းနှစ်ပွဲလုံးရှုံးဒီ2025-26ကတော့အခုပထမဆုံးတိုးတဲ့ပွဲပါနော်ဒါကျွန်တော်တို့ရဲ့ Old Trafford မှာသူတို့လာကန်မှာဖြစ်ပါတယ်ဒီပွဲတာနိုင်မယ်ဆိုရင်ကျွန်တော်တို့ United အနေနဲ့ Premier League မှာ၄ပွဲဆက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီပွဲနိုင်တော့တကယ်အသင်းကတော့နည်းနည်းလေး confidence ရှိလာပြီလို့ပြောလို့ရနော် Cisco အမတ်Bruno Casemiroအိုးဟောကောင်းလိုက်တာကွာဟဲ့တောင်းတဲ့ပဲအေးကောင်းလိုက်တာကွာဟဲ့ကြီးခွညာတောင်းတဲ့ကိုပတ်ထည့်ရတော့ဖောင်းနေပဲတကယ်ပါဗျာအခုမှ23မိနစ်ကြည့်အောင်စီစကူကပေးလိုက်တာအမတ်ကကောင်းတိုက်တယ်မှာ Casemiro ကအတားလေးထိုးပေးလိုက်တာကြည့်အောင်နေဖောက်ဆိုတဲ့ချက်ပတ်ပြီးတောင်းတဲ့ကိုကန်လိုက်တာမာနေကဲဥဆောင်ကိုတော့တွင်းထားပြီတကယ်တမ်းပနတီပေးလို့ရတယ်အဲ့ဒါလေမပေးချင်တာတိုင်လူကြီးကညက်တာအဲ့ဒါပေးနေကြပဲလေဘောလုံးလည်းမထိဘူးကွာပြီး area ထိတ်မှာကွာအဲ့ဒီမှာဖောင်းမလုပ်ပဲနဲ့ဆိုရင်အမလွတ်သွားပြီးကန်လို့ရတယ်လေအဲ့ဒါတကယ်တမ်းပေးရတော့မှပနတီမပေးချင်လို့မပေးလိုက်ရတာပဲအမငါတို့ကိုရပြီတကယ်တမ်းပေးရမှာအဲ့ဒီလုံးကလေးကအဲ့လုံးမပေးလို့တာမှအခုအဲ့လိုကိုရတာမင်းအဲ့ကလေးပေးလိုက်ပြီပြီးနေပြီအမကဘယ်နဲ့တစ်ချက်ထောက်လိုက်တာကွာထောက်တော့ဘလုံးလွတ်သွားပြီလွတ်သွားတာကိုဟိုကဖောင်းလုပ်လိုက်တာကွာအဲ့နဲ့အမလဲကြတော့ပနတီတောင်းမပေးဘူးတဲ့မပေးလိုက်ရတယ်ဘာမှမဖြစ်ဘူးCasemiroအိုးဟေးလမ်းကြောင်းလွှဲရတယ်ကြည့်ဦးဟောဗျာမကူးထင်နေတာဖြည်းဖြည်းလေးပဲကြည့်ဦးလမ်းကြောင်းလွှဲရတာကြည့်ကိုရမာဟိုဘက်ဘယ်ဖက်ကိုခုန်နေပြီကြည့်ဒူးစီးတဲ့ what the fuck မိုက်တယ်ဟောင်းနေပြီတကယ်ကြည့် Casemiro နံပါတ်26နဲ့ထိကြောကုန်းထိပြီးလမ်းကြောင်းလွှဲထားတာကြည့်ဦးအိုးကောင်းလိုက်တာကွာဒူးစီးတဲ့33မိနစ်မှာမာရီဟောင်းနေပြီအဲ့လိုဖြစ်နေရမှာအဲ့လိုကိုဖြစ်နေရမှာကွာဒူးစီးရပြီလူပေးလွှဲတယ်ဟိုကောင်နေမားပြီအေးကန်နဲ့အေးဟောင်းကြီးကိုရမတဲ့သွားတာမားနေပြီပရက်ဒါနဲ့ပြနေပြီကြည့်ပြနေပြီကြည့်လူပေးမားတာကြည့်အဲ့နဲ့ဟိုကောင်ရပြီတစ်ချက်ခောက်ပြီးကန်လိုက်တာနည်းနည်းလေးတောင်းတဲ့ရင်တော့ကူးလောက်တယ်နော်ပေးလိုက်ပြီစစကိုအမ်ဘူမိုရတယ်ဘူမိုအိုးတောင်းတဲ့ပဲကောင်းလိုက်တာကွာငါထအောင်လို့မရလို့ကောင်းလိုက်တာကွာ 3Z တဲ့အမန် 3Z ရောင်ကြီးပုံစံကောင်းနေပြီဒါပေမဲ့ဖောင်းလားမသိဘူးအဲ့နေရာလေးဖောင်းမှာကြောက်နေတယ်ကွာဘာလဲ VR ကြည့်မလားကောင်းလေကနေအမန်နဲ့အမူကနေပြီဖောင်းပေးမလားမသိဘူးနည်းနည်းလေးတော့ကြည့်လိုက်ဆွဲတယ်လို့ပဲရှော့ကဘူမကောင်းတာကွာဘူမိုကြီးကကြည့်ဦးပေါင်ကြားလေးကိုကန်လာတာကြည့်တောင်းတယ်တော့ကိုမဘာမှမတတ်နိုင်ဘူးကဲဘရူနိုတောင်းကမောတင်မှာဖြစ်ပါလေဘရူနိုကန်တင်ပေးလိုက်ပြီကောင်းတိုက်တယ်ပြန်ထွက်လာပြီအော်ဟောဗျာနေလိုက်တာကွာလူပေးတာကြည့်အောင်တက်လာအောင်ဆင်းလာအောင်လွတ်သွားပြီအော်ပိုးရှိတယ်မလုတ်တင်ဘူးလေလို့မဖောင်းတင်ဘူးဟာတော့ခုရဲလို့မလုတ်တင်ဘူးမင်းနေကထိနေမယ်ဟိုကောင်နေကတောင်းနေပြီနေကထိနေမယ်အေးကောင်းလို့ဘောအော်ဘာကလေမလုတ်တင်ဘူးကောင်ဘောဆရှိနေပြီမမီဘူးလေ
အဲ့ဒါမဖောင်းတင်ဘူးလို့မင်းဒီကထိလိမ့်မယ်ဩဗျာမလုပ်တင်တဲ့ဟာတွေလို့3-1ဖြစ်နေပြီ3-0ဖြစ်နေပြီလေမလုပ်တင်ဘူးလို့ကြုံဩသူလေအေးတမင်တက်လောက်တော့မဟုတ်ပါဘူးကြည့်အနောက်နေဒီတိုင်းလေးလိုက်တာဟုတ်ကောင်ဟာခေါင်းနည်းလေးထိတာကိုနေလေးနေပြီဟုတ်ကောင်ကဖောင်းလို့ချင်တာနေမှာပေါ့ကန်ကောင်းလို့ဗျာအဝါကလေးထိလို့နီကထိတောင်းမယ်ခန့်နေ93မိနစ်ပဲရှိသေးတယ်ကဲပရဒန်2ယောက်ကံပုတ်ချိန်နေတယ်2ယောက်အိုးကိုးတယ်ကွာတောင်းလည်းမတည့်ပါဘူးနော်ပြန်ကြည့်လိုက်အောင်မယ်တောင်းလည်းမတည့်တယ်လို့ပဲဟုတ်တယ်တောင်းလည်းမတည့်ဘူးကိုရမနဲ့ညံ့တော့နော်ဒီလုံးတော့တကီရဆိုအဲ့ဒါကိုမှမဟုတ်တကီရဆိုကိုမှမဟုတ်တကယ်ပါလားဒါပေမဲ့ထားလိုက်ပါ easy 3-1 easy ပါ easy ပရိဒန်နေတအားကိုလုံနေတာနော်အခုအားကိုလုံနေခုလဲတောင်းအောင်မကန်လိုက်ပြီကြည့်အောင်အေးကိုးတယ်ဗျာရောင်3-2လုံအောင်ရောင်3-2လုံအောင်ဟာအဲ့ဒီ3-1ပြီးနောက်ပိုင်းပရိဒန်တအားကိုဖိနေတာပရိဒန်ကလုံပါအောင်ကွာနည်းနည်းလေးနည်းနည်းတောင်းထားအောင်ပါ92မိနစ်9မိနစ်ပဲကျန်တယ်နော်နည်းတောင်းထားအောင်လို့တအားကို pressure ပေးလာတာနော်တိတ်မလိုချင်ဘူးလို့3-0နဲ့ဥဆောင်ထားတာကွာလှုပ်ကြပါကဲဒါတော့မြောက်ပေးလိုက်ပြီအမ်ပူမူဘူးလဲအေးပေးလိုက်ပြီအမ်ပူမူOh yes ကဲတီချလာပြီခုတော့တီချကောင်းလိုက်တာကွာ finishing ကကောင်းလိုက်တာကွာအဘူမိုကြီးဒီပွဲတကယ်ရွှေပဲဒီပွဲတော့ကဲ96မိနစ်ကျော်ဆိုတော့အစေးဖြစ်သွားပြီ4-2ကဲစိတ်ချရပြီကျွန်တော်တို့အမြဲတမ်းဒုက္ခပေးတဲ့ Predan ဆိုတဲ့အတင်းလေးကိုတို့ကင်စားလို့ရပြီဗောနော်ငှက်ဖြူလေးကိုကြိုးကြလဲကင်စားပြီးတော့ပြီအခုလေပြိုင်ဖြူလားအဲ့လေခုလေတက်ကင်စားပြီးတော့ဖုတ်စားမှာခုကကင်စားမဟုတ်တော်ကူမလားတော်ကူပေးတယ်မလားကြည့်အောင်ကွာဟောင်ကြီးကောင်းလိုက်တာကွာတစ်ချက်ဖောင်းလို့ပေနဲ့ဖောင်းကိုမကြော်လိုက်တာဘရူနိုကရှောင်ပေးလိုက်တာကြည့်ဖောင်းကောင်းလေ finishing ပါကွာဟောင်ကြီးဒီကိုလောက်ကြားတယ် finishing ရကဲစိတ်ချလို့ရပြီအေးโอเคပွဲပြီးတော့ပါပြီကျွန်တော်တို့ကအမြဲတမ်းဒုက္ခပြီးနေတဲ့ Predan ကိုကျွန်တော်တို့အဆုံးတတ်နိုင်ခဲ့ပြီဖြစ်ပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်